hard skill ကြတော့အလုပ်ကိုရစေ soft skill ကြတော့အောင်မြင်မှုကိုရရှိမယ်။ဘာကြောင့်လဲဆိုရင်ဒါကကျွန်တော်တို့က technical ဘိုင်းဆိုင်ရာတွေဖြစ်တယ်။ဒါကတော့ကျွန်တော်တို့ attitude ဘိုင်းဆိုင်ရာတွေဖြစ်တယ်။ဒါကနည်းပညာဘိုင်းဆိုင်ရာဖြစ်တယ်။ဒါကစိတ်နဲ့စိတ်ထားဘိုင်းဆိုင်ရာတွေဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီနှစ်ခုစလုံးကိုတတ်မှတ်ဖို့ဆိုရင်ဒါကကျွန်တော်တို့လက်မှုပညာအတတ်ပညာဖြစ်တဲ့ကျွန်တော်စပင်ညက်တင်တန်းတက်ရောက်ထားမယ်ဆိုရင်ကျွန်တော်တို့ကိုအလုပ်ရရှိစေမှာဖြစ်တယ်။ soft skill ကကြတော့ attitude ကျွန်တော်တို့ကိုယ်ကိုယ်သေးပိုင်းဆိုင်လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေကိုသိရှိကျွမ်းကျင်နားလည်ပိုင်ဆိုင်ထားမှတာကျွန်တော်တို့ကဒီ soft skill ဘိုင်းကိုလည်းရရှိမှဖြစ်တယ်ဒီ skill တွေကိုပိုင်ဆိုင်မှုတက်ဆိုရင်တော့တင့်နေနဲ့မပူပါနဲ့ကျွန်တော်တို့ hard skill ရော soft skill ရောပါကျွန်တော်တွဲပြီးတော့သင်ပေးမယ်ကျွန်တော်သင်တန်းကျောင်းကြီးရှိနေပါပြီဒီတင်တန်းကျောင်းမှာအခုဆိုလို့ရှိရင် more promotion နေနဲ့ကြားညကောက်ဖြောင်းကာလာပိုင်းဆိုင်ရာ၄ပါးလာကိုကျွန်တော်အရင်12သိန်းကိုကျွန်တော်10သိန်းနဲ့ကျွန်တော် promotion ရှိပါတယ်မညကောက်ဖြောင်းကာလာ12သိန်းကိုကျွန်တော်10သိန်းနဲ့ promotion ရှိပါတယ်ကြားပါလားဆုံးမပါလားဆုံးအမဲသူများနေနဲ့အမြန်လာလာခဲ့ပါကျွန်တော်မိုးရသည် promotion ဖြစ်ရှိနေပါပြီပြီးတော့ကျွန်တော်5day class တင်တန်းမှာ9ရက်တာတင်တန်းတသိန်းချက်ကြားပါလားမပါလားနမလားဆုံးတက်မယ်ဆိုရင်10ရက်ဖြစ်မှာဖြစ်ပါတယ်ဒါတွေကိုလည်းကျွန်တော်အခုတင် जा ပေးနေမှာဖြစ်ပါတယ်တင် जा ပေးနေပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်